ရပိုင်းဆိုတဲ့အသုံးနှုန်းကိုကြတော့ဘယ်လိုနေရာမှာသုံးလဲရှင်တဲ့ရပိုင်းဆိုတာကတော့စလုံးပေါင်းပြီးတော့ပြောမယ်ဆိုရင်ယွန်းပိုင်လို့ပေါင်းပါတယ်ယွန်းပိုင်ယွန်းဆိုတာကတော့ဗမာစကားမှာရှိပါတယ်ယင်းလို့ဒါဗမာစာထဲမှာပေါ့နော်စကားထဲမှာတော့မသုံးဘူးစာမှာရှိတယ်ယင်းဆိုပြီးတော့ယင်းဆိုတာညှိုးဆိုတာပေါ့တစ်ခုခုကိုဥမာယင်းလူယင်းနေရာဆိုတာကအဲ့ဒီလူအဲ့ဒီနေရာယင်းကဲ့သို့အဲ့လိုမျိုးစာမှာသုံးပါတယ်ကျွန်တော်တို့ဒီစာထဲမှာသုံးတဲ့အသုံးအနှုန်းတွေဗမာမြန်မာစာထဲမှာသုံးတဲ့အသုံးအနှုန်းတွေကိုကျွန်တော်တို့ရခိုင်ကစကားအနေနဲ့အခုချိန်ထိတော်တော်များများစကားလုံးတွေကိုပြောတုံဖြစ်ပါတယ်ဆိုတော့အရင်တော့ကတော့ရခိုင်နဲ့ဗမာနဲ့ကဒီစာပေအရန်ကိုနီးစပ်ခဲ့လိုက်မယ်စကားအရာလည်းနီးစပ်ခဲ့လိုက်မယ်ပေါ့နော်ဒါပေမဲ့ဗမာစကားကတော့ခေတ်ပြောင်းလာတဲ့အလျောက်တရွေ့ရွေ့နဲ့ပြောင်းလာခဲ့တယ်ကျွန်တော်တို့ရခိုင်စကားကြတော့လွန်ခဲ့တဲ့ဒီမရာဦးတို့ဘာလို့ခေတ်ကစကားလုံးအသုံးနှုန်းတွေကအခုအချိန်ထိကျွန်တော်တို့ရခိုင်သားတွေကသုံးနေတော့မယ်ပြောနေတော့မယ်ဖြစ်တယ်အဓိကတော့ကျွန်တော်တို့ရခိုင်စကားကိုရခိုင်ဘာသာကိုစကားတွေရတဲ့ဆင့်တည်ဆောင်လာတာဖြစ်တယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစာအုပ်စာပေနဲ့ပတ်သက်ပြီးတော့အရန်အားနည်းပါတယ်။ဒါရိုးသားပြောရရင်အဲ့လိုပြောလို့ရပါတယ်။တချို့တွေကတော့လာပြီးတော့အောက်မှာအကန်တွေလာပြောကြပါလိမ့်မယ်။ဒါကတော့လက်ရှိတရားဖြစ်ပါတယ်။ဆိုတော့ရပိုင်ဆိုတာကယင်းလိုဗမာလိုဆိုရင်ယင်းလိုယင်းကဲ့သို့အဲ့လိုမျိုးဖြစ်ပါတယ်။ဆိုတော့အခုအရက်သုံးစကားနဲ့ပြောမယ်ဆိုရင်ဗျာအဲ့ဒီလိုအတိတ်ပဲရပါတယ်ရပိုင်အဲ့လိုဆိုရင်ဘယ်လိုလုပ်ကြမလဲဆိုတာကိုကျွန်တော်တို့ခိုင်စကားကြတော့ရပိုင်ဆိုကေဇာပိုင်လုပ်ခဲ့ဖို့လေအဲ့လိုပြောပါတယ်ဆိုတော့ဒါကယွန်းရခိုင်အတန်းနဲ့ဆိုရင်ယွန်းလို့ထွက်မယ်ဗမာအတန်းနဲ့ဆိုရင်ယင်းလို့ထွက်မယ်ယင်းကဲ့သို့ယင်းနေရာယင်းလူအဲ့လိုမျိုးနေရာမှာသုံးပါတယ်မေးပြတာကျေးဇူးတင်ပါတယ်